ဆွဲလေးကိုကြောက်လေးရမပါဘူးပေါ့နော်ကျောက်ကြည့်ပြလေးနဲ့စားကောင်းတယ်ပေါ့ကန်ကျုံကန်မိမလာသေးဘူးဟဲ့ပြောအောင်မယ်နော်ကိုလက်ခက်လက်မလေးနဲ့ခဲဆက်ခွိုင်းလေးလုပ်ခဲကိုမလေးလေးရေးခဲ့ပေးကြနော်အကုန်လုံးလက်ခက်ပါအေးဒီချောင်းမကျင်းရိုက်ညာဦးဒီမှာပြောရိုက်နေကိုယ်တိုင်မလက်ဆောင်မိမိတို့စားဖို့ကြမလက်ဆောင်ပြရတာအကြောက်ကရည်ကြီးရွာတယ်အကုန်လုံးလိုက်ခဲ့ဘိုင်ဘိုင်